ဖွဲ့ခဲ့ပြီးဒီကျိုးလေးမြင်နိုင်လဲယုံလို့မရတော့ဘူးသူဆွဲငင်အားသွင်းရနေတော့ဒီနောင်ကျိုးချီနောင်ဆုံးဆွဲလာဖြတ်တောက်ရအောင်